အားလုံးပဲမင်္ဂလာပါ Link Digital ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီ video လေးမှာတော့ဒီ home page customization နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်လေးရှင်းပြပေးချင်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ customize ကိုတစ်ချက်နှိပ်လိုက်နော်။အဲ့ဒါဆိုရင်ဒီမှာတန်းပေါ်လာပြီ။ကျွန်တော်ကစတော့ကြိုဖွင့်ထားလိုက်ဒီမှာတန်းပေါ်လာတာပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ theme ကတော့ကျွန်တော်က map series ဆိုတဲ့ theme ကိုသုံးထားတယ်။ကျွန်တော်ကဒီမှာ Link Digital ဆိုတော့ကျွန်တော်ရဲ့ page လေးပေါ်လာပြီ။အဲ့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးသွားမှာဒီ general ကိုတစ်ချက်ကြည့်မယ်ပေါ့နော်ဒီ general မှာဘာတွေပါလဲဆိုရင် site identity ပါတယ် home page setting ပါတယ် newsletter ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ site identity ကိုတစ်ချက်ကြည့်အောင် site identity ကကျွန်တော်ရှေ့က video မှာရှင်းပြခဲ့သလိုပဲကျွန်တော် Link Digital ဟက်ကျွန်တော် e-commerce website လုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ the best e-commerce website in Myanmar ဆိုပြီးဒီမှာရေးထားတယ်နောက်တစ်ခုက site icon ရှေ့ video မှာတော့ကျွန်တော် site icon လေးကို installation လုပ်ပြီးမထားဘူးအခုဒီ site icon ထည့်တာလေးကိုကျွန်တော်ပြမယ်ပေါ့နော်ဒီ site icon ဒီနေ့အဖြစ်ဒီမှာ favor icon ပေါ့နော်သူ့ရဲ့ site ရဲ့ ratio က512 pixel ရှိရမယ်ပေါ့နော် pixel 512 favor icon ဆိုတာဘယ်နေရာလေးလဲဆိုတော့ကျွန်တော်တို့ဒီမှာလေးလက်ရှိကြည့်မယ်ဆိုတော့ W ပုံစံလေးပေါ်နေတယ်သူကတော့ WordPress ပေါ့နော်သူ့ပေါ်သွားပြီး click ထောက်ကြည့်လိုက်ရတဲ့ရင် Link Digital the best e-commerce website in Myanmar ဆိုပြီးတော့ပေါ်နေတယ်ဒါကျွန်တော်အဲ့ဒီ W နေရာလေးမှာကျွန်တော်တို့ဒီ Link Digital ဟက်ရဲ့ site icon လေးကျွန်တော်ထည့်မယ်အဲ့ကျရင် slash site icon ကျွန်တော်ဒီထဲမှာ media ထဲမှာပုံမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ပုံထည့်မယ်ဆိုရင် slash file ပြီးရင်ကျွန်တော်တို့ကဒီ video တွေကနေပြီးတော့ကျွန်တော်ဒီမှာဒါကျွန်တော်လုပ်ပြီးသားဟာပေါ့နော်ဒါ site icon ဒီညဖြင့်ဟိုနေ့ပေါ့ favor icon လို့လည်းခေါ်တယ်အဲ့တော့ favor icon မှာကျွန်တော်ထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီ site icon လေးပေါ်လာပြီနော်ပေါ်လာပြီဆိုရင်ကျွန်တော်က site icon ကို select မှတ်လိုက်တယ်ဒီမှာပေါ်လာပြီပေါ့နော်ဒီမှာလည်းသွားကြည့်မယ်ဆိုရင်ကျွန်တော် site မှာပေါ်လာပြီနော်ဒီမှာသွားကြည့်လိုက်ကျွန်တော်ပုံလေးပေါ်လာပြီပေါ့နော်ကျွန်တော်တပုံလေးပေါ်လာပြီဆိုရင်ဒီကျွန်တော် public လုပ်မယ်တခုတော့ဒီနေရာမှာတတိထားမှာကဒီမှာဘာပဲလှုပ်ပြီးရင် public လုပ်ဖို့တော့မမေးနဲ့ပေါ့နော် sorry ဒီ public ကိုမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကိုလုပ်တဲ့ဥစ္စာတွေဒီမှာ change ဖြစ်မသွားပဲနဲ့ကျန်နေခဲ့လိမ့်မယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော် banner ပြန်သွားမယ် home page setting ချက်ပြန်သွားမယ် home page setting မှာကကျွန်တော်တို့ကဒီမှာ latest post နဲ့တင်ပါလား static page နဲ့တင်ပါလားဆိုတာရှိတယ် static page ဆိုလို့ရှိရင်လက်ရှိကျွန်တော်သုံးထားတဲ့ page က static page ဒီလိုပုံစံမျိုးပေါ့နော်ဒါ static page အနေနဲ့ရှိနေတာအဲ့လိုဟိုဘက်နဲ့ကျွန်တော်က latest post နဲ့ချက်သွားကြည့်လိုက်ပြီးရင် public latest post ကဘယ်နေရာမှာသုံးမလဲဆိုတော့ကျွန်တော် blog ရေးတဲ့ website တို့ပြီးရင် company website တွေပိုင်းဆိုလို့ရှိရင်သူကဒီ latest post နဲ့တင်တာကောင်းတယ်။အားကြောင့်လဲဆိုတော့သူတို့ကဟို blog post လာလို့ရှိရင်ဟို update ရေးတဲ့ blog post တွေကိုအပေါ်ဆုံးမှာတင်နေအားဖြင့်ဒီရဲ့ website ကအများတန်း update ဖြစ်တယ်ဆိုတာသိရတယ်။ဒီမှာကျတော့သူက e-commerce ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ဆုံးဒီလို banner နားတွေပေါ့နော် widget နားတွေကျတော့ကိုထားရင်တဲ့ပုံတွေ default အနေနဲ့ထားတာပို့ပြီးတော့အဆင်ပြေတယ်ပြီးတော့မှသူ့ရဲ့အောက်မှာဒါမျိုးလေးတွေတွားတာနည်းနည်းပိုလှတယ်ပေါ့နော်ဒါတော့ဟိုအကြိုက်တော့မတူဘူးเนาะဒါတော့လောဆယ်ဒီ home page design တွေ home page design ဖြစ်နေတာဒီ home page design ဆိုလို့ရှိရင်လည်းတခြားကိုကြိုက်တဲ့ home page design တွေအများကြီးသွားချိန်နေရသေးတယ်အဲ့ဒါလေးကိုကျွန်တော်နောက်ပိုင်းကျရင်ဆက်ပြီးရှင်းပြပြပါမယ် okay ဒါလောဆယ် data ပုံနဲ့ယူလိုက်တဲ့အခါကျွန်တော်ဘယ်လိုပေါ်လာမလဲချက်သွားကြည့်မယ်ဆိုလို့ရှိရင်ပုံစံပြောင်းသွားပြီ latest post ဆိုပြီးပေါ်လာပြီ follower ဆိုပြီးကိုရေးတဲ့ article တွေဒီမှာပေါ်လာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ article တွေပေါ်စေချင်တာမဟုတ်ဘူး e-commerce website ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တင်ထားတဲ့ product page ကိုမြင်နေတာအဲကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ static page နဲ့ပဲထားမယ်နော် static page မှာ adjustment ထားမယ်အခုကြိုက်တဲ့ပုံစံထားလို့ရတယ်နော်အဲ့တော့ကျွန်တော်ကပုံစံလေးကိုနမူနာဒီပုံစံလေးနဲ့တင်ပြပေးတာပေါ့နော် public အဲ့တော့ကျွန်တော်တို့ static page နဲ့ latest post နဲ့ကကွဲသွားပြီလို့ထင်တယ်နော်ကျွန်တော် static post ပြန်ထားတဲ့အခါကျတော့ဒီပုံစံလေးပဲပြန်ပေါ်လာတယ်နော်ဒါ static page အဲ့တော့ကျွန်တော် banner ပြန်ထည့်လိုက်မယ်ပြီးရင် newsletter ဆိုတာကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာတတိထားမိလိမ့်မယ်ထင်တယ်ကျွန်တော်ဒီ website ကိုစာရေးရိုက်ထည့်လိုက်ပါတော့နော် link digital.site ဒီ website ကိုရိုက်လိုက်တဲ့အခါမှာ
pocket window တခုကြာလာလိမ့်မယ် pocket window ဆိုတာကခဏလေးเนาะဒီမှာဒီ browser မှာဝင်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့ pocket window ကြာမလာတာအဲ့တော့တခြား browser မှာဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးဘယ်လိုမျိုးကြာလာမလဲဆိုရင်ကျွန်တော်တို့ဒီဓာတ်ပုံလေးကြာလာမယ်ပေါ့နော်ဒီဓာတ်ပုံလေးရဲ့ပြင်သူ့ရဲ့စာသားအနေနဲ့ကget 25 discount subscribe to the Mercury mailing list ဆိုပြီးတော့နော်ဒါလည်းကျွန်တော်တို့က subscribe ပဲကျွန်တော်ရဲ့ခုနရေးပြရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ site နာမည်ပေါ့နော်အဲ့ဒါလည်းကြည့်ရအောင် link share hub နော်ဒီက mailing to receive update new arrival special offer or promotion ဆိုတဲ့ဒီစာသားနဲ့တူပေါ်လာလိမ့်မယ်စာသားနဲ့ဘာလို့10 second ကျွန်တော်10 second မယ်ဆိုရင်ကြာတယ်5 second အတွင်းပဲထားမယ် okay ပြီးရင် public နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးတော့ on ထားပြီးလို့ရယ်နော်ဒီဟာလေးကို on ထားပြီးမှဆိုလို့ရှိရင်ကြာလာလိမ့်မယ် okay အဲ့ဒါကိုကျွန်တော်နောက်ထပ် browser တစ်ခုခေါ်ပြမယ်နော်ကျွန်တော်ဒီ browser မှာတစ်ချက်ပြန်ပြီးတော့ခေါ်ပြမယ်နော်ဘယ်လိုပုံစံမျိုးလေးပေါ်လာမလဲလို့နော်ဆိုလို့ရှိရင်ကျွန်တော် link digital.site အဲ့မှာကျွန်တော် enter ခေါက်လိုက်မယ်အဲ့မှာတစ်ခါလေးတန်းပေါ်လာတယ်ပေါ့နော်မှာ 25% discount ပဲဆိုတော့ကျွန်တော်စာသားလေးတောင်းလိုက်တဲ့အတိုင်း link digital ပေါ့နော်ဒါမှမပေါ်စေချင်ဘူးဆိုလို့ရှိရင်တော့သွားကြည့်ရသူကတော့ don't show ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပြောရတဲ့ဒီ pocket ပေါ်လာတဲ့ newsletter တွေကဘာလဲဆိုတာသိသွားပြီထင်တယ်အဲ့တော့ကျွန်တော်တခြားဟာလေးဆက်သွားကြည့်လိုက်အောင် okay အဲ့ဒါဆိုရင်ကျွန်တော်ဒါကို first နဲ့ပြန်ထပ်မယ် first နဲ့ပြန်ထပ်ပြီးတော့ရှင်ဒီမှာ general အောက်ကအားလေးတော့ကျွန်တော်သိသွားပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာ typography ဆိုတော့အဓိကဒီ font ပေါ့ဒီ website မှာအသုံးပြုရတဲ့ font ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ footer အောက်ကကြည့်လိုက်မယ်ဆိုရင် footer ပေါ့နော်ဒီ footer မှာဘယ်လို font တွေသုံးပါလဲဒါ footer ပေါ့နော်ဒါဆိုရင်ဒါ footer area ပေါ့နော် free delivery အောက်ကစတဲ့ footer area ဒီ footer area မှာဆိုရင်ကျွန်တော်တို့ကသုံးတာကဒီ default site က Watson သုံးထားတယ်ပေါ့နော် Watson သုံးထားတယ် pixel ကတော့14ကို plus သုံးထားတယ်အဲ့တော့ကျွန်တော်ကဒီ footer မှာသုံးထားတဲ့ site ကိုကျွန်တော်တွားယူနေအောင်ကြည့်မယ်14မဟုတ်ပါနဲ့ကျွန်တော်တို့ကဒီ14နေရာမှာကျွန်တော်တို့က80လို့ချိန်ကြည့်လိုက်မယ်ပေါ့နော်80လို့ကျွန်တော်ကချိန်ကြည့်လိုက်မယ် okay ပြီးရင်ကျွန်တော် public နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီ footer ရဲ့ဘယ်နေရာတွေကပြောင်းသွားလဲဆိုတာကိုကျွန်တော်ချက်ပြန်ကြည့်လို့ရတယ် okay ဒီမှာဆိုရင်ဒါ footer မှာပြောင်းသွားပြီပေါ့နော်ကျွန်တော်ကတသေးလေးစလုံးတွေက free delivery အောက်ကစလုံးတွေကအရန်ကြီးပြောင်းသွားပြီ about us တို့မေးချင်လို့ဒီမှာနော်အဲ့တော့ကျွန်တော်ဒီကောင်ကို14အနေနဲ့တစ်ခေါက်ပြန်ပြီးတော့ပြန်ထားကြည့်မယ်နော်14အနေနဲ့ကျွန်တော်ပြန်ထားလိုက်ပြီးတော့အောက်ကဒီမှာ font size ပေါ့နော် font size ဆိုတော့ဒီအောက်ကဒီ footer area မှာရှိရတခြားသောခေါင်းစဉ်မဟုတ်ဘဲနဲ့ဒီအောက်မှာရှိရစလုံးလေးတွေရဲ့ size ပေါ့နော် size ကိုကျွန်တော်တို့က16လို့ပဲကျွန်တော်ကြောင်းကြည့်လိုက်အောင်နော်ပြင် public လုပ်ကြည့်လိုက် public လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခဏရနော်ဒီမှာလောဆယ်တော့ public လုပ်နေတော့မှရှိသေးတယ် line ကြောင့်နည်းပြီးကြာနေတယ်โอเคဒီမှာပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက် font size ကနည်းနည်းလေးပုံမှန်ထက်နည်းနည်း size ပိုကြီးပါတယ်ဒီအောက်က footer နေရာမှာနော်အဲ့တော့ကျွန်တော်သူ့ original အတိုင်းပဲ14ပဲကျွန်တော်ပြန်ထားမယ်16ပဲပြန်ထားမယ်နော်16နဲ့14နဲ့ကြတော့19နဲ့ကြတော့အရင်ကြီးစာကြောင်းလဲသွားမရှိနည်းနည်းကြောင်းလဲသွားတယ်နော်အဲ့တော့ကျွန်တော် public ပြန်လုပ်လိုက်မယ် public လုပ်ပြီးသွားရင်ကျွန်တော်တို့အရှိကဟာကိုချက်လွှားကြည့်မယ်အပြင်ကျွန်တော်တို့မှာ header မှာသုံးတဲ့ font တွေရတယ်ဒီတိုင်းပဲ typography ဖြစ်တဲ့အတွက်ကြောင့်မို့လို့ typo သူ့ရဲ့ဒီ header နေရာမှာသုံးတဲ့ font size တွေပေါ့နော်ဒီ font size တွေရဲ့စလုံးတွေကကိုကြိုက်သလိုချိန်လို့ရတယ်ပြီးရင် heading ဆိုလို့ရှိရင်လည်းဒီထုံနည်း၎င်းပဲဒီနေရာမှာသုံးမဲ့ color အရောင်တွေ size အရောင်တွေကအစအများကြီးနော် font size တွေချိန်လို့ရတယ်ဒီမှာ color တွေချိန်လို့ရတယ်နော်ဒါတော့ကိုကြိုက်တဲ့အရာကိုသွားချိန်လို့ရတယ်ကျွန်တော်ကလောဆယ်တော့
အများကြီးမချိန်ဘူးဒီမှာသူ့တိုင်းပဲထားလိုက်မယ်ဒါ font အဲ့တော့ styling ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ general ချက်သွားကြည့်လိုက် general မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ style ကbus to door ရှိမယ် lazy look ဆိုတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ website တစ်ခုကိုခေါ်လိုက်တဲ့အခါကျလို့ရှိရင်အောက်ကပုံတွေတန်းမပေါ်သေးရဲ့အချိန်မှာဒါလေးကြည့်လိုက်တာဒါလေးကြတာပိုးစီနေမယ်ကျွန်တော်ဒီမှာဒီ website ကိုခေါ်တဲ့ထားလို့ရှိရင်ခေါ်လိုက်တဲ့အခါမှာအပေါ်ကပုံတွေပေါ်လာတယ်လို့ရှိရင်ဒီအောက်ကပုံတွေကတန်းမပေါ်သေးဘူး website ကဆိုတော့လုံနေဖတ်နေတယ်ဒါမျိုးလေးတွေကိုလုံနေလေးပေါ်နေတာဆိုတာ lazy look လို့ခေါ်တယ်နော်ဒီ lazy look တွေပေါ်ကျင်လားမပေါ်ကျင်လားဆိုရင်ကိုယ်မကြိုက်ရင် public လုပ်ထားလို့ရတယ်အဲ့တော့ lazy look ကို on ထားခြင်းအပြင်ဘာကွာလဲဆိုတော့ customer တယောက်ကကိုယ့်ရဲ့ site ကိုရှာလိုက်တဲ့အခါကျလို့ရှိရင်ပုံတွေမပေါ်ဘဲနဲ့အကြာကြီးစောင့်နေမဲ့အစားဒါမျိုး lazy look တွေပေါ်ရှိနေတဲ့အခါကျတော့သူကတော့ဒီ site ကတော့လောတယ်ပုံတွေပြီးရင်တက်လာမှာပါဆိုတာပြီးတော့ကွာသွားတာပေါ့နော်ဒီတိုင်းဘာမှမပေါ်ဘဲနဲ့ plain ဖြစ်နေမဲ့အစားဒါမျိုး lazy look တွေထည့်ထားလိုက်တော့ပိုးအဆင်ပြေတာပေါ့လိုင်းကြောင်ပဲပေါ့ပြင်သူပြန်ပေါ်လာလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမှပုံတွေကပေါ်လိုက်ဟာပေါ်မပေါ်တဲ့ဟာမပေါ်ဆိုရင်တော့မကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော် lazy လုပ်လို့ရတယ်ပြီးတော့ back to top ဆိုတော့ဒီမှာဒီ bottom လေးပြောတာနော်ဒီအောက်ချန်နဲ့ back to top ကိုကဒီ back to top ဥမာခဏဖြောင်းလိုက်နော်ဒီမှာ free လောက်တာတို့ပါတော့နော်ဒီမှာ free လောက်တာဆိုလို့ရှိရင်လည်းဒီမှာကြည့်လိုက်နော် lazy look ဆိုတာဒီမှာလည်းတစ်ခါတည်းကိုယ့်အောင်လည်းဒီမှာလည်းချက်ကြည့်လို့ရတယ်ပေါ့နော်ဒီလေးလုံးရအောင် image တွေမပေါ်သေးတဲ့အချိန်မှာသူကဝိုင်းပြီးဒီလေးပြနေတယ်ကျောင်းကမပေါ်ဘဲနဲ့ပြင်ပေါ်လာလိမ့်မယ် free လောက်ကြတော့လည်း free ကလုတ်တင်ဖတ်နေတဲ့အချိန်မှာစနော်ပုံနဲ့ free လေးဆိုတာအဝိုင်းကြီးကျွန်တော်စနော်ပြောတာနည်းလေးရှုပ်ပါတယ်ပေါ့နော်ကျွန်တော်အဝိုင်းလေးတွေတင်နေတဲ့ဥစ္စာကဒါ free လောက်ပေါ့နော် free လောက်နောက်တစ်ခုကကြတော့ lazy လောက်ဆိုတာကတော့ဒီ image တွေပေါ်တဲ့အချိန်မှာ image ကို lazy လောက်နေပြနေတာဒီ back to top ဆိုတော့စနော်ကျွန်တော်ဒီနားမှာအပေါ်အများလေးရှိရပေါ့နော်ကျွန်တော်အဲ့ဒီအပေါ်များလေးကို public လုပ်လိုက်နော်ဒါခဏ off လိုက်တယ် off လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ public ဖြစ်သွားပြီပြီးရင်ကျွန်တော်ပြန်ပြီးတော့လုပ်ကြည့်လိုက် website ကို refresh လုပ်ကြည့်လိုက်အဲဆိုရင်ကျွန်တော်ဒီမှာ lazy လောက်မပေါ်တော့ဘူးเนาะ lazy လောက်လည်းမပေါ်တော့ဘူးကျွန်တော်က back to top ဆိုတာလည်းမပေါ်တော့ဘူးပုံမှန်ဆိုကျွန်တော်ဒီမှာ back to top ဘာလေး club လေးရှိရပြီเนาะနောက်ဒီ back to top လေးနှိပ်လိုက်လို့ရှိရင်အပေါ်တန်းသွားတယ်အခုကကြတော့မသွားတော့ဘူးအပေါ်တစ်ခေါက်ပြန်ကြည့်မှရမယ်เนาะ okay အဲ့တော့ free လောက် free လောက် back to top လေးကျွန်တော်ပြန် online မယ်မူလအတိုင်းတစ်ခေါက်ပြန်ထားလိုက်မယ်အဲဆိုရင်ပြန်ပေါ်လာပြီเนาะနောက်တစ်ခုကကြတော့ကျွန်တော် color မှာတော့သူ့ရဲ့ဒီမှာ default theme ကတော့အဝါရောင်ဖြစ်နေတယ်နော်ဒါပေမဲ့ကျွန်တော်ကဒီအဝါရောင်နေရာမှာကျွန်တော်အပြာရောင်လေးထားကြည့်လိုက်နော်အပြာရောင်မှကျွန်တော် dark skin နဲ့ထားပါလားဒါမှမဟုတ် light skin နဲ့ထားပါလားနော်ကျွန်တော်ကဒီမှာ light skin နဲ့ထားကြည့်လိုက်မယ်လို့ရှိရင်ဒီမှာ color ရှင်းကလည်းကျွန်တော်တို့ကြိုက်တဲ့ color ရှင်းသွားပြီးတော့ရွှေ့လို့ရသေးတယ်နော်ဒီမှာသွားကြည့်လို့ရသေးတယ်ဒါပေမဲ့ကျွန်တော်တော့မကြည့်တော့ဘူး public လုပ်ပြလိုက်မယ်public ဖြစ်သွားပြီအဲဒါဆိုရင်ဒီမှာကျွန်တော်ကအဝါရောင်ဆိုတဲ့စာကဝါရောင် icon လေးတွေကနေပြီးတော့ပြောင်း icon လေးချိန်သွားပြီနော် site ကိုလည်း check သွားပြီးဒီမှာလည်း refill လုပ်ပြီးကြည့်လို့ရတယ်အဲဆိုဒီအဝါရောင်ဘားလေးတွေကနေတော့ပြောင်းဘားလေးပြောင်းသွားလိမ့်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာအပြောင်လေးပြောင်းသွားပြီပေါ့နော်အပြောင်လေးပြောင်းသွားပြီအပြောင်လေးပြောင်းသွားပြီအဲ့တော့ကျွန်တော် panel ပြန်ထပ်လိုက် panel ပြန်ထပ်လိုက်ပြီးလို့ရှိရင်ကျွန်တော် header နော် header system မှာကျွန်တော်တစ်ချက်ပြန်ကြည့်မယ် header system မှာကျွန်တော် promotion ဆိုတာတော့ဒီမှာ off ထားတယ်ပေါ့နော် promotion ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီနေရာလေးမှာအပေါ်ဆုံးနေရာလေးမှာကြည့်လိုက် sorry ဒီနေရာလေးမှာတော့ပုံမပေါ်ဘူးเนาะဒီနေရာလေးမှာကျွန်တော်က promotion ဆိုတာအဲ့ဒီနေရာလေးပေါ်လိမ့်မယ်အဲ့ promotion နေရာမှာကျွန်တော်တို့ကဟိုဘာလေးပြမှာလဲပေါ့နော်အဲ့ဒီ promotion လေးကိုမှကျွန်တော် home page ဒီ home page ကိုပဲပြမှာလား
ဒါတို့ဒီ home page မဟုတ်ဘဲနဲ့ home page ကနေပြီးတော့တခြား item တစ်ခုကို click နှိပ်လိုက်လို့တခြား page ကိုရောက်သွားပြီဆိုလို့ရှိရင်လည်းဒီရဲ့ promotion ကပြနေပါလားဆိုတော့ကျွန်တော်တို့ရွေးလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့ကအကုန်လုံးကိုပြမယ်ပဲဆိုလိုက်ပါလို့เนาะ show close button လည်းပြမယ်ပြီးရှင် background color တော့မပြပါဘူးကျွန်တော်တို့ဒီ background image ပေါ့ background image ကိုပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ login မှာပုံလေးရွေးလိုက် slash image တော့ဆိုတော့ကျွန်တော်ကအဲ့ဒီဘက်ကိုပြင်ထားတဲ့ပုံတော့မရှိဘူးပေါ့နော်မရှိတော့ကျွန်တော်လက်ရှိဒီလေးကနေပြီးတော့ပဲကျွန်တော်ပုံလေးတစ်ပုံရွေးပြလိုက်မယ်နော်ပုံလေးတစ်ပုံရွေးပြလိုက်မယ်ဘယ်ပုံလေးရွေးပြမလဲဆိုတော့ကျွန်တော်ဒီပုံလေးကိုဥမာရွေးလိုက်တယ်ပေါ့နှစ်ချက်ပုံလေးကိုရွေးလိုက်တယ်ရွေးလိုက်လို့ရှိရင်သူ့ကိုဘာမှထားမလဲဘယ်ဘက်ချမ်းမှထားမယ်အပေါ်ဘက် repeat နော်ပြီးရင် score နော် score ဆက်လို့ရှိရင်တောက်သွားမှာလားမပေါ်ဘူးလားနော် attach တွေပါမယ်ဒါတော့ background size ကတော့ auto နော်ကိုယ့်ကိုစစ်ကြိုက်ကြည့်လို့ရတယ် auto ထားမလား cutting ထားမလား cover ထားမလားကြိုက်ကြည့်လို့ရတယ် style ရလဲ style 1 style 2နှစ်မျိုးရှိတယ်ကျွန်တော်လောဆယ်default style 1နဲ့ပဲပြထားမယ်ပေါ့နော်ပြီးတော့မှ style 2 change ကြည့်လို့ရတယ် okay ပြီးရင်ကျွန်တော်တို့မှာ public နှိပ်လိုက် public နှိပ်လိုက်ဆိုတော့ public ဖြစ်သွားပြီ public ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ site ကိုချက်သွားကြည့်လိုက် site ကို refresh ချက်လုပ်လိုက် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့တဲ့ဓာတ်ပုံလေးပေါ်လာပြီပေါ့နော်ဓာတ်ပုံပေါ်လာပြီအဲ့ဓာတ်ပုံတစ်ခုတော့လောဆယ်စာသားတွေပါတယ်မပါသေးဘူးပေါ့နော်စာသားတွေပါတော့သွားပြီးတော့ဒီမှာထည့်လို့ရမယ်နော် content ရေးလို့ရတယ်နော်ပြီးရှင်ဒီမှာ button text လည်းရေးလို့ရတယ် button link လည်းရေးလို့ရတယ်လောဆယ်ကျွန်တော်က link ကမထည့်ထားသေးဘူးဟိုပဲပေးနဲ့ text ရေးမယ်ပြီးရှင်ဒါကို content ကကျွန်တော်ဘယ်လိုစာသားရေးမလဲဆိုလို့ရှိရင်ဒီမှာဂျာမြင့်ဥပမာရေးလိုက်ရပါ the best offer for သင်္ကြန်ဆိုကြပါစို့ဒါရန်ရှိရယ်သင်္ကြန် promotion ပေါ့ promotion ရေးလိုက်မယ်ပြီးရှင်ဒီမှာ buy now နော် buy now button ကိုထည့်လိုက်နောက်ဆိုရင်ကျွန်တော် public ပြန်လုပ်လိုက်ဒါဆိုရင်စနစ်ကတော့ဓာတ်ပုံတည်တံ့ပေါ်လာတယ်စာရီမပေါ်သေးဘူးနော် bottom cloud တွေမပေါ်သေးဘူးအခုဆိုရင်ဟိုမှာသွားကြည့်ပေါ်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့လောဆယ်ဒီမှာ public လုပ်နေတော့မှဆိုတော့ခဏလေးစောင့်ကြည့်လိုက်ပါ public ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်ဟိုမှာသွားကြည့်လို့ရပါပြီ okay ဒီမှာ public ဖြစ်သွားပြီ public ဖြစ်သွားပြီဆိုတော့ကျွန်တော်အရှိရ site ကို refresh ချက်ပြန်လုပ်ကြည့်လိုက်မယ်နော်ဒါကျွန်တော်ထည့်လိုက်တဲ့စာသားလေးတွေပေါ်ကြည့်ရမယ်အော်ဒီမှာပေါ်လာပြီနော်ကျွန်တော်ရေးတဲ့အတိုင်းပဲ the best offer for သင်္ကြန် promotion ဆိုပြီးပေါ်လာပြီပြီးရင် buy now button လည်းပေါ်လာပြီနော်ဒါဆိုရင်ကျွန်တော်တို့ဘယ်နဲ့တစ်ခေါက်ပြန်သွား logo နော် logo လည်းကျွန်တော်တို့မှာရွေးလို့ရသေးတယ်အဲ့တော့ကျွန်တော်တို့မှာ logo ချက်ပြီးပြလိုက်မယ်လက်ရှိမှာ logo က Mercury ဆိုတဲ့ default သင်းဖြစ်နေတယ်အဲ့တော့ကျွန်တော်ယူလိုက်မယ်နော် logo ကတော့ကျွန်တော် upload ထည့်မယ်ပေါ့နော်ကျွန်တော်တို့ logo ရှိတယ်ဒီမှာ site logo link digihub in slash မှာရောက်လာပြီပေါ့နော် link digihub ရောက်လာပြီ logo width တွေပါကျွန်တော်မရွေးတော့ဘူးဒီမှာလည်းကြောင်းသွားပြီပေါ့နော်သင် public လုပ်ပေးလိုက်ကျွန်တော် Mercury ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ site ဖြစ်တဲ့ link digihub ဆိုရောက်လာပြီပြီးရင် header layout နော် header layout ကတော့ကျွန်တော်တို့က header 2 design နဲ့တွားထားတယ်ဒါလည်းသူ့ကို header 2 design မတော့ header 1 design သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့ချက်ကြည့်လိုက် okay ဒီမှာသွားပြီးတော့ site ကို refresh ချက်ပြန်လုပ်ကြည့်မယ် design ပုံစံပြောင်းသွားပြီပေါ့နော်ကျွန်တော်က header 2မှာတော့ဘာပြအောင်လေးနဲ့ဒယ်လေးဖြစ်တယ်ဒီမှာ1မှာလည်းကြာတော့ဒီလိုပုံစံမျိုးလေး hotline တွေကပေါ်လာပြီအဲ့မကြိုက်ဘူးပေါ့နော်ကြည့်ရရင်မမိုက်ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာတစ်ခေါက်ပြန်ပြီးတော့ header 2နဲ့ပဲတစ်ခေါက်ကျွန်တော်ပြန်သွားမယ်ပြီး department menu account ကအဲ့တော့ကျွန်တော်တို့ကအများကြီးတော့ပုံပြခြင်း search box ရှာမယ်လို့ရှိရင် white list wish list ရဲ့ cat ရဲ့ account ရဲ့ department menu တော့ကျွန်တော်မထည့်တော့ဘူးเนาะ department menu ကျွန်တော်လိုက်မယ်ပြီးရင် public လုပ်လိုက်မယ်เนาะ public လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့မှာပါပြီးတော့ refresh ပြန်လုပ်ကြည့်လိုက်မယ်အဲ့ဒါပေါ်လာပြီเนาะ okay ပြီးရင်ကျွန်တော် banner တစ်ခေါက်ပြန်သွား
sticky header sticky header ကိုကျွန်တော်တို့တစ်ချက်ဝင်ကြည့်လိုက်ရပါတော့ sticky header ဆိုဘယ်နေရာလေးကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုကြည့်လိုက်ဒီနေရာလေးမှာဒီ site ကိုကျွန်တော် refresh လုပ်ကြည့်မယ်เนาะဒီမှာ score bar ဆွဲလိုက်တဲ့အခါကျလို့ရှိရင်တော့ဒီကဒီမှာ link dg hub ပဲပို့သေးတယ်အဲ့နေရာလေးမှာပေါ်မဲ့နေရာလေးကဒီနေရာလေးကို sticky header လို့ခေါ်တယ်ပေါ့เนาะဒါဆိုရင်သူက header နေရာမှာရှိတယ်တကယ်လို့အပေါ်အောက်ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒါမျိုးလေးပေါ်လာတဲ့နေရာလေး sticky header လို့ခေါ်တယ်အဲ့နေရာလေးမှာကျွန်တော်နည်းနည်းလေးချင်းပြပေးမယ်ပေါ့နော်ဥပမာဒါဆို sticky header ဟောထားတယ်အဲ့နာမှာကျွန်တော် logo လေးထည့်ပြမယ်နော်နည်းနည်းလေးမြင်သွားအောင်လို့ကျွန်တော် /image ကိုကျွန်တော်ရှိပြီးသား media library ကနေပြီးတော့ကျွန်တော်ချက်ရွေးလိုက်မယ်ဘယ်ပုံလေးရေးမလဲဆိုရင်ကျွန်တော်ဒီပုံလေးနော်ဒီပုံလေးနဲ့ကျွန်တော်ချမ်းရေးပြမယ်နော် pen slash ပြီးပြီဆိုရင်ကျွန်တော်ကိုဘာပဲလုပ်လို့ public ကိုတော့နှိပ်ဖို့မမေးနဲ့ပေါ့နော် public ကိုနှိပ်ဖို့ပြီးသားလို့ရှိရင်တော့ဒါပြန်ပြီးတော့ပြန်လောက်အောင်ပါပေါ့နော် changes မရှိဖြစ်သွားမှာဖြစ်ဆိုလို့ changes မရှိတော့ပြန်ပြီးတော့ကျွန်တော်ပြန်ပြီး update တွေလုပ်ပြရတယ်ပေါ့နော်နောက်ခါတော့လောက်ရတာပေါ့အဲဆိုရင်ကျွန်တော် site ကိုတစ်ချက်လေး refresh လုပ်ကြည့်လိုက် okay တော့ပေါ်လာပြီနော်ဒီနေရာလေးမှာပေါ်လာပြီဒါကို sticky header ကိုခေါ်တယ်နော်ကျွန်တော်တော့ loader တော့ပြန်ဖြုတ်ပြထားလိုက်မယ်နော်ဖြုတ်ပြထားလိုက်မယ်ပြီးကျွန်တော် panel ပြန်တော့မယ်နောက်က SAS မှာကြတော့ကျွန်တော်တို့ဒီမှာ default အနေနဲ့ပဲထားတယ်ပေါ့နော် default အနေနဲ့ပဲ product only ပဲယူထားတယ်ဒီမှာ everything ရှာလို့ရတယ် loader တော့ကျွန်တော်တို့က comment နဲ့လိုက်အောင်ဆို product only ယူပေးထားတယ်ပြီးရှင်ဒီနေရာမှာစာလေးသွားပြင်လို့ရတယ်ပေါ့နော် test နေရာမှာကျွန်တော်စာပြင်လို့ရတယ်ပုံမှန်ဆိုဒီမှာတွေ့လားဒီနေရာလေးတတိထားမိမှထင်တယ် I am looking for ဆိုပြီးရှိရလေအဲ့နေရာလေးမှာ I am shopping for နေရာမှာကျွန်တော်တို့က looking လေးပြောင်းကြည့်လိုက်နော်အဲ့တော့ okay I'm looking for ပြီးပေါ်တော့ search ပဲပေါ့နော် search ဆိုတာကကျွန်တော်ဒီနေရာပေါ်တော့လေးနော်တကယ် search လို့မပြောင်းမနဲ့file လို့ပြောင်းလိုက်ပါတော့ file လို့ပြောင်းလိုက်ဒီမှာလည်းပြောင်းရတာ off တရှိရဲဒါပေမဲ့ဒီနေရာလေးပဲကျွန်တော်ချက်ပြပြောင်းရပေးလိုက်ပဲပေါ့နော်ခေးပြီးရင်ဘာပဲလို့ကျွန်တော် public နှိပ်ဖို့တော့မမေးနဲ့ပေါ့နော်အဲ့တော့ကျွန်တော် public လေးနှိပ်လိုက်ပြီ public ဖြစ်သွားပြီဆိုရင်ဒီမှာတစ်ချက်လေး site ကိုတစ်ချက်ပြန်သွားကြည့်လိုက်ကျွန်တော်က shopping for နေပြီးတော့ looking for ဆိုတဲ့စလုံးလေးပြောင်းသွားပြီဒီမှာ file လေးဖြစ်သွားပြီပေါ့နော်ဒီ department ဆိုတဲ့နေရာမှာကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်ပေါ့နော်ဒီ department ဆိုတဲ့နေရာမှာကျွန်တော်တို့က shop file department ဆိုတာရှိတယ်အဲ့တော့ကျွန်တော်က link မရှိသေးတော့ကျွန်တော်တို့ကဒီမှာ shop ဟာလေးခဏထည့်ထားပေးတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ public နှိပ်ကြည့်လိုက်နော် public နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတော့ changes မရှိဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်ထင်တာကတော့သူကဒီ home page 1နေအောင်ပေါ်မယ်တခြား home page 2 3လို့ပေါ်မှာပေါ်တာဖြစ်လိမ့်မယ်နော်အဲ့တော့ကျွန်တော်ဒါလေးခဏထားလိုက်ပြီးရင် banner တစ်ခေါက်ပြန်သွား hotline နေရာမှာကျွန်တော်တို့က offline နေရာမှာဒီ number ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ရဲ့ number လေးထည့်ပေးလိုက်ပေါ့39ကိုဆိုကြပါစို့420နေ58 963ပေါ့လို့ရှိရင် hotline link နေရာမှာဒီ chat sign လေးမှာထည့်ထားပေးလိုက်ပြီးရင် public လုပ်လိုက် public လုပ်လိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးရင်ဒီဘက်မှာသွားပြီးတော့ကြည့်မယ်အဲ့ဒီမှာ hotline number လေးပေါ်လာလိမ့်မယ်ပေါ့နော်မှန်တော့ကျွန်တော်ဒီနေရာလေးမှာပေါ်လာမှာပေါ့နော်ဒီဖုန်းနံပါတ်ကဒီနေရာ hotline ကပေါ်လာမှာဒါပေမဲ့ဘာလို့ဒီနေရာမှာပေါ်လာလဲဆိုတော့ကျွန်တော်ယူထားတာကဒီမှာဘာလေးယူထားလဲဆိုတော့ကျွန်တော်၄ယောက်ပေါ့နော် header ၄ယောက်မှာကျွန်တော်တို့ header 2ရွေးထားတယ်တကယ်လို့ header 1သာဒီနေရာမှာရွေးထားခဲ့မယ်ဆိုလို့ရှိရင်စနကဖုန်းနံပါတ်ကပေါ်လာလိမ့်မယ်ကျွန်တော်တစ်ချက်ပြမယ်လို့ပေါ့နော်ရောheader ကျွန်တော်တို့ဒီမှာသွားပြီးတော့ header တွေကိုတစ်ခေါက်ပြောင်းငယ်တယ်ဟို header ထဲမှာဆိုလို့ရှိရင် header 1ရွေးလိုက်တယ်ပေါ့နော် header 1ပြီး header 2မှာလည်းရပါတယ်ဒီမှာကျွန်တော် hotline ကိုပထမအရှိမှတော့ hotline ကိုကျွန်တော်ဖြုတ်ထားခဲ့တယ်အဲ့တော့ကျွန်တော်ဒီ hotline ကိုပြန် on ထားပေးခဲ့မယ်ဆိုလို့ရှိရင်သူရဲ့ဒီနေရာမှာတစ်ခေါက်နော် hotline ကိုပြန်ပြီး on ထားပေးပြီးတော့ public လုပ်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီနေရာမှာ offline ပြန်ပေါ်လာပြီပေါ့နော်ဒီ
မှာ offline ပြန်ပေါ်လာပြီစတော့ကျွန်တော်တို့ကဒီ offline ကို hide ထားခဲ့တာအတွက်ကြောင့်မလို့ဒီမှာ offline မပေါ်တာဒါပေမဲ့အခု offline ကို online ပြီဆိုတော့ဒီမှာ offline နေနဲ့ပြန်ပြီးတော့ပေါ်လာပြီ okay ပေါ်လာဆိုတော့ကျွန်တော် banner ပြထားမယ်ဒီ offline ပြီးဒီမှာ gap ပေါ့နော် gap ကတော့ကျွန်တော် inline ပေါ့နော် inline ရှိတယ် multiple line ရှိတယ် gap ကကျွန်တော်ဒီမှာဒီတော့ချွေရတယ်ပေါ့နော် gap နေရာမှာနော် gap ဆိုတာပြောတာနောက်တစ်ခုကကြတော့ account ဆိုတော့ကျွန်တော်တို့ icon မှာရွေးထားဒီ account ပေါ့နော်ကျွန်တော်တို့ account ဒီမဲ့ account ပြောတာနောက်ခုကကြတော့ recently view ဆိုတော့ဒီမှာကျွန်တော်ဒီဒါလေးကိုသတိထားမိမှတင်တယ် share recently view ဆိုတာပေါ့နော်ဒီ icon လေးကိုပြောတာပါဒီလိုမကြည့်ဘူးဆိုလို့ရှိရင်ဒီ icon လေးကိုကျွန်တော်ဖြောက်ထားလို့ရတယ်နော် show လုပ်မယ် show မလုပ်ပြရထားလို့ရတယ်နော်ဒါလေးကို public လုပ်ထားနေတော့မဟုတ်လို့ပါ public လုပ်ပြီးတော့အခါကျရင်ဒီ button လေးရပျောက်သွားလိမ့်မယ် share recently view ဆိုတာ button လေးရဒီမှာပုံမှန်ဆိုလို့ရှိရင်ဒီမှာပြအောင်ပါနော်တော့ဒီမှာကကျွန်တော် public လုပ်လိုက်ပြီဒီမှာဒီမှာမပြောက်သေးဖြစ်နေတယ်မပြောက်သေးဖြစ်နေတော့ဒီကောင်ကဒီ home page 1တက်ပဲပြောက်တာလား home page 2ပါမပြောက်တာလားဆိုတဲ့ဟာမျိုးဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်တော့ကြည့်မယ်တော့ဒါလေးမပြောက်ဘူးဆိုလို့ရှိရင်ခဏလေးထားလိုက်မယ်ပေါ့နော်ခဏလေးထားလိုက်မယ်ဒီမှာတော့ public လုပ်ရဖြစ်လို့ကြောင့်ပေါ်စရာတော့မှန်တော့ပေါ်စရာတော့မလိုတော့ဘူး okay အဲ့ဒါကိုလေးကိုကျွန်တော်ပြီးရင်ပြန်ကြည့်ကြည့်အောင်နော်တော့ဒီကောင်လေးခဏကြာထားခဲ့လိုက်မယ် header scan ဆိုတော့လည်းကျွန်တော်ဒီ header နေရာမှာပေါ့နော် header နေရာမှာဒီ header နေရာမှာပေါ့နော် header နေရာမှာကျွန်တော် skin color လေးပြောင်းလို့ရတယ်နော်တော့ background color ပြောလို့ရတယ် text color ပြောင်းပါလား hover color ပြောင်းပါလား border color ပြောင်းပါလားနော်ဒီမှာ search bar background နော် search bar background ဆိုဒီ search ရှာတဲ့နေရာမှာ background ရောင်လေးပြောင်းလို့ရတယ် text color တွေပြောင်းလို့ရတယ်နော် border color ပြောင်းလို့ရတယ် color တွေတစ်ခုချင်းပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော် color ပြောင်းမပြတော့ဘူးပေါ့နော် color ပြီးတော့ကိုယ်စက်ကိုစေးပြောင်းလို့ရတယ်ဆိုတော့ skin ကတော့ကိုယ်ကြိုက်တဲ့လိုကိုပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ skin ပြောင်းမပြတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ home page customer ကျွန်တော် general ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့တယ် typography လေးပြောပြခဲ့တယ် style လေးပြောပြခဲ့တယ် header လေးပြောပြခဲ့တယ်အဲ့တော့ဒီ video လေးကလည်းရှင်းနေပြီဆိုတော့ကျွန်တော်ဒီ video ဒီမှာပဲကျေနားလိုက်မယ်နောက် video ကြာလို့ရှိရင်တော့ကျွန်တော်ဒီမှာ WooCommerce တို့ catalog တို့ product page တို့ blog တို့ဒီ page နဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုချင်းသိရှင်းပြပေးမယ်တော့ဆိုတော့ဒီ video လေးကိုကျွန်တော်ဒီ header နေရာမှာပဲကျွန်တော်ခဏရထားလိုက်မယ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ video လေးလည်းနည်းနည်းရှင်းနေပြီ